1998 ခုနှစ်အောက်တိုဘာလရဲ့အေးစိမ့်လာတဲ့ညတညလန်ဒန်မြို့အစွန်က Greenwich မြို့ဟောင်းလေးတစ်ခုထုံမြို့ရဲ့လမ်းကျဉ်းကျဉ်းလေးတွေပေါ်မှာမှိန်ပြပြလေးနေတဲ့အဝါရောင်မီးတိုင်လေးတွေကစိတ်ချောက်ကြားစရာကောင်းလာပါတယ်။ဒီမြို့လေးရဲ့အစွန်ဆုံးမှာရှိတဲ့ Evergreen Archive ဆိုတဲ့ရှေးအောင်မှတ်တမ်းရုံးကြီးတစ်ခုလည်းရှိနေပါတယ်။အဲဒီအဆောက်အဦဟာဒုတိယကမ္ဘာစစ်တုန်းကဒဏ်ရာရစစ်သားတွေကိုကုသပေးခဲ့တဲ့ဆေးရုံဟောင်းကြီးတစ်ခုလည်းဖြစ်ပါတယ်။ဒီနေရာမှာညဘက်အလုပ်လုပ်ကိုင်နေတာကတော့အသက်20ကျော်လူငယ်လေးအာသာဆိုသူပါအာသာဟာဒီအလုပ်ကိုမကြသေးခင်ကပဲရရှိသွားတာပါသူဟာညဘက်အလုပ်လုပ်ရတာကိုမနှစ်သက်ပေမဲ့အလုပ်မရှိတဲ့အချိန်မို့ဒီအလုပ်ကိုလက်ခံခဲ့တာပါသူအလုပ်ဆောက်လုပ်တဲ့နေ့မှာပဲရုံးထဲကနေဝေဒနာတစ်ခုကြောင့်ညှိထွားနေတဲ့အတန်တက်တဲ့ကိုကြားလိုက်ရပါတယ်အာသာဟာတညမှာတော့သူ့ကိုရုံးထဲရှိဒလီကရှိကနေတစုံတစ်ယောက်ကဆက်ကြည့်နေသလိုမျိုးခံစားလာရပါတယ်အချိန်အပြည့်ည7:00နာရီတိမှာအာသာရဲ့စပွဲပေါ်ကမီးအိမ်ကလေးကလင်းတလဲမှိန်တလဲဖြစ်သွားပြီးအဲ့ဒီနောက်ငြိမ်သက်နေတဲ့အစာအုပ်ထဲမှာမตายရတဲ့အတန်တွေစတိုက်ထွက်ပေါ်လာပါတယ်။လူနာတင်လှဲတစ်ခုရဲ့ဘိန်းလှိမ့်လာတဲ့အတန်မျိုးကိုစင်းကြံလန်းအဝေးကြီးကနေပဲ့တင်ထက်လာပါတယ်။ဒါတွေမကသေးပါဘူး။ရှေးဟောင်းဒလေကားကြီးကသူ့အလိုလိုပွင့်သွားပြီးအပေါ်ထက်လေးထက်မြောက်တစ်ချိန်ကခွဲစိတ်ကအဟောင်းတွေရှိတဲ့အလုံးပိတ်ထားတဲ့အထက်ဘက်ကိုတက်သွားပါတယ်။ရုံးတစ်ခုလုံးပိုးသက်စေးအနှံ့ပြင်းပြင်းတွေနဲ့အတူမြင်းကူအနှံ့လိုအနှံ့တစ်ခုကရုတ်တရက်လွှမ်းမိုးသွားပါတယ်။အာသာသည်သူ့ရဲ့စပွဲပေါ်ကိုကြည့်မိလိုက်တဲ့အခါမှာတော့လန့်ထန်သွားပါတယ်။အစကဗလာဖြစ်နေတဲ့စာရွက်ပေါ်မှာပေးဆုံးသလိုမှီနီရောင်နဲ့1944အခန်းနံပါတ်439ဆိုတဲ့စာလုံးတွေကအလိုလဲပေါ်နေပါတယ်။အာသာဟာကြောက်စိတ်ကိုထိမ့်ပြီးဓက်လီကားစီသူဖြည်းဖြည်းချင်းလျှောက်သွားပါတယ်။ဓက်လီကားကအပေါ်ထက်လေးထက်မြောက်မှရပ်နေတာပါ။သူကနောက်လေကားတစ်ခုကနေအပေါ်ထက်လေးထက်မြောက်ကိုတက်သွားတဲ့အခါအဲ့ဒီအထက်ကပိုပြီးအေးစက်နေတာကိုသတိပြုမိလိုက်ပါတယ်။439ဆိုပြီးရေးထားတဲ့တကားရှိမှာအရေးတစ်ခုကိုသူမြင်လိုက်ပါတယ်။အဲ့ဒီအရေးက1940ခုနှစ်ဝန်းကျင်ကစစ်ဝတ်စုံအဟောင်းကိုဝတ်ဆင်ထားပြီးခါမှလည်းသွေးတွေဆူနေပါတယ်။သူကအာသာကိုမြင်တဲ့အခါအကွဲပြီးနာကျင်နေတဲ့အတန်နဲ့သူမဆောင်နေတယ်ငါသွားရမယ်လို့ထပ်တလဲလဲပြောပြီးနေရန်ထဲပြက်ကွက်သွားပါတယ်။နောက်တစ်နေ့မှာတော့အာသာဟာရုံးထဲရှိညဆောက်တူကိုထိုးအဖြစ်ဖြစ်အားပြပြရာညဆောက်ကလည်းဒီယုံကြီးဟာတစ်ချိန်ကဆေးရုံဟောင်းကြီးဖြစ်ခဲ့ကြောင်းမကြုံမလို့သေးတဲ့ဝိညာဉ်တွေလည်းရှိနိုင်ကြောင်းပြပြပါတယ်။အာသာဟာဒီအကြောင်းကိုစုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ရုံးထဲရှိဖုံးလေးလေးတက်နေတဲ့ရှေးအောင်မှတ်တမ်းတွေကိုရှာဖွေကြည့်တဲ့အခါ1944ခုနှစ်က James ဆိုတဲ့စစ်သားတယောက်ရဲ့ဖိုင်ကိုတွေ့လိုက်ရပါတယ်။ James ဆိုတာစစ်မြေပြင်မှာဘုံစားထိမှန်ပြီးဒီဆေးရုံကိုရောက်လာခဲ့တာပါ။သူ့ရဲ့မှတ်တမ်းထဲမှာစိတ်မကောင်းစရာတစ်ခုရေးသားရပါတယ်။ James ဟာဒဏ်ရာတွေကိုဆေးကုသနေတဲ့အချိန်မှာသူ့ရဲ့ဇနီးသည်အယ်လီနာစီကိုငါမင်းစီပြလာနေပြီအယ်လီနာဆိုတဲ့စာတစ်စောင်ကိုရေးခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီစာကိုသူနာပြုလက်ထဲသို့မအပ်ရသေးခင်ဆေးရုံကိုလင်းရင်နဲ့ဘုံကျဲခံခဲ့ရပါတယ်။အဲ့ဒီဘုံတန်ကြောင့်ဂျိန်းဟာစာကိုမပို့လိုက်ရပဲအသက်ဆုံးရှုံးခဲ့ရပါတယ်။ဒါကြောင့်သူ့ရဲ့ဝိညာဉ်ဟာဇနီးသည်နဲ့စာလေးတစ်စောင်ပေါ်မှာဆွဲလန်းသွားပြီးအဲ့ဒီနေရာမှာနှစ်ပေါင်းများစွာပိတ်မိနေခဲ့တာပဲဖြစ်ပါတယ်။အာသာဟာဖိုင်ထဲမှာမရှိဘဲပျောက်ဆုံးနေတဲ့စာကိုပြန်ရှာဖို့အတွက်အပေါ်ထက်လေးထက်မြောက်ကိုပြန်တက်ခဲ့ပါတယ်။ထို့နောက်အခန်း439ရဲ့ကျမ်းမြေအောင်မှာညက်ပြီးသွေးဆုံးနေတဲ့စာရေးဟောင်းလေးကိုရှာတွေ့ခဲ့ပါတယ်။အာသာဟာဂျိန်းရဲ့ဝိညာဉ်ကိုတနာသွားပြီးစိုက်ထဲမှာပါရှိတဲ့လိပ်စာအတိုင်းဂျိန်းရဲ့အိမ်ကိုစူးစမ်းရှာဖွေခဲ့ပါတယ်။နောက်ဆုံးမှာတော့ဂျိန်းရဲ့ဇနီးဖြစ်သူအခုဆိုရင်အသက်90ကျော်နေပြီဖြစ်တဲ့အဖွားအိုအယ်လီနာရဲ့နေရက်ကိုတွေ့ရှိခဲ့ပါတယ်။အဖွားအိုအယ်လီနာဟာမြို့စွန်ကအိုဟောင်းနေပြီဖြစ်တဲ့အိမ်လေးထဲမှာသူခင်မိုးပြန်အလာကိုစောင့်ရင်းတယောက်တည်းနေထိုင်နေတာပါ။အာသာလည်းသူကြုံတွေ့ခဲ့သမျှကိုအဖွားအိုကပြောကြားပြီးလက်ထဲသို့ဟောင်းနှွဲပြီးသွေးဆုံနေတဲ့စာအိတ်ကလေးကိုကမ်းပေးလိုက်ပါတယ်။စာကိုလှမ်းယူတဲ့အဖွားအိုရဲ့လက်တွေဟာတုံရင်လို့နေပါတယ်။အဖွားအိုအယ်လီနာဟာမှုံဝနေတဲ့စာလုံးလေးတွေကိုစူးစမ်းဖတ်ပြီးညက်ရည်ကြကမင်းပြန်လာမယ်ဆိုတော့ငါသိသားပဲဂျိန်းကိုရေရွတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာအာသာရဲ့နောက်ကနေနှွေးထွေးတဲ့လေပြေတစ်ခုဖြတ်တိုက်သွားတာကိုခံစားလိုက်ရပါတယ်။ကြည့်လိုက်တဲ့အခါပတ်တီးတွေမရှိတော့ဘဲနှုတ်ပြိုပြီးခံရတဲ့စစ်သားတယောက်အသွင်နဲ့ဂျိန်းကိုမြင်လိုက်ရပြီးဂျိန်းဟာအာသာကိုကျေးဇူးတင်တဲ့အနေနဲ့ကောင်းချီးပြပြီးတဖြည်းဖြည်းလင်းလည်လာကကောင်းကင်ထဲတွင်ပျောက်ကွယ်သွားပါတယ်။အာသာလည်းအလုပ်ကိုပြန်လာတဲ့အခါဓက်လီကားဟာလေးတဲ့မြောက်သူထူးဆန်းစွာနဲ့ပဲပြန်တက်မသွားတော့ပါဘူး။ဂျိန်းဆက်တာဝန်ကျေပွန်သွားခဲ့ပါပြီ။